မာလာရှန်ကိုမစားဘူးငါလည်းအဲ့သုံးမျိုးပဲတက်တယ်ဟိုဘက်မကျွေးတတ်တော့နဲ့သားကျင်သားမသားကျင်နဲ့ကြောလည်းမသိတော့ကွာ ကောင်မလေး ရှင် ကမသူတို့ပြောတာနဲ့အခုပြောတာတော့နားထောင်ကွယ်ဒါကြလေအခုစကားနားထောင်မဲ့ဆိုပြီးရကြတော့ဟိုဘက်ကဘိမ့်မုံတစ်ချက်ဝယ်ကြည့်မယ်နော် ဟုတ်ကဲ့ကိုကို တာကြီးအဲ့ဒါတွေမကရဘူးလေ ကွာတော့ဘာကွာတာလဲမင်းပြိတ္တလည်းမြင်နေတာနောက်ကလူရှင်တော်တစ်နှစ်ယောက်လုံးကတော့ခေါ်နေတော့ကြောက်တော့မပြောဘူးရှေ့ရဆိုင်တွေကချောတော့ဟုတ်ကဲ့ကိုကိုတဲ့ နဲနာချောနဲနာချော ဒီကချောရည်လေ မှန်ရောရှိလားမသိဘူးသေချာကြည့်ယူပါသူ့မျက်နှာကြီး ကြည့်လိုက် ငါတော့မင်းမျက်နှာကြီးကြည့်လိုက်မလုတ်တက်ထားတဲ့ပေါက်စီဖြစ်နေ လက်နဲ့ထိုးတာမို့ခြေထောက်နဲ့နေတာလားဟုတ် ခမရအတွက်ပြောပေးနာခမရကျုပ်တို့ပြောလို့မရတော့ကျုပ်တော့မပြောတော့ခမရကိုပြောခမရကိစ္စခမရရှင်း ကောင်မလေး ရှင် မ6တောင်းလောက်ရှုံးထားလို့စိတ်တိုးနေပါလေဆိုမှ မဟုတ်ဘူးငါညမဘာလှုပ်ချင်တာတော့ပြော တချင်းဆိုကြတာ တချင်းဆိုချင်တာဆိုရင်လေနောက်မှာအဆူတော်တွေကအများကြီးပါတယ်ဒီတော့အကြီးနှစ်ယောက်ကိုခဏထားလိုက်တခါတည်းတန်းခေါ်မယ်နောက်တစ်ယောက်ပါတခါတည်းခေါ်လိုက်တယောက်တည်းဆိုနေအလကားဖြစ်နေမှာနောက်တစ်ယောက်ပါတခါတည်းထားခေါ် ဆိုမှဆိုမြန်ဆိုတဲ့နောက်ကတယောက်တဲ့နောက်ကငယ်ဆုံးတယောက်ခေါ်လာခဲ့ငယ်ဆုံးတယောက်လားနင်တို့တပရိတ်တည်းဆိုမြန်လို့အချင်းအသိရတာမဟုတ်ဘူးဟာလာကတော့ခေါ်နေတာဟာ ရောက်ပြီ ဟောရောက်ပြီလေဟေ့ ပြီပြီ ရောက်ပြီပြောတယ်မြန်မ အဲ့ မြန် လေဘယ်ပြရမလားတို့က ဟာလာ ဒီမှာ ဟောဒီမှာတဲ့ဟေ့ရောက်နေ ဘယ်တော့မှ ကဲမှာတော့ငါဟေ့ရောက်အတမဲကြနဲ့လူလည်းမမြန် ကိုဝမ်းမို့ ဟမ် ခမရဘယ်ဘက်ကိုနည်းနည်းလေးခေါင်းငုံကြည့်လိုက် ဘယ်ဘက်ကိုခေါင်းငုံကြည့်လိုက်မြောင်းဘယ်နဲ့ရှုံယူသွားလားပြောပါလေ ဟုတ်တယ်လေငါမြောင်းမြောင်းလောင်းပြောလောင်းဟောဟမ် ရန်တက်ကိုတော့မှာဟေး ဟာအဲ့ကလေးမရိုးရိုးမရအောင်နေထူးနိုင်အောင်ကွက်နဲ့ချမှာရတာ လေတွင်းနိုင်လို့ဘယ်လိုချမှာနေတွင်းနိုင်လို့ပြန်ခါလိုက်ကွာကြာဆိုပြီးတော့ ဆိုမဆိုမြန်ဆိုအချိန်မရှိဘူးဘာဆိုမှတော့ပြော ကောင်မလေးလေးလား ဘာဆိုမှအောင်ပြော ဘာ ဟုတ် ဆို ကဲ့ မှ ကိုကို ငါတော့ဘယ်လိုညမှန်းကောင်းလဲ တာကြီး ဟာဘာဆိုမှတော့ပြော ဟုတ်ကဲ့ကိုကို ဘယ်သူနဲ့ဆိုပါ ရှေ့ဆိုင်ဆရာ မလုတ်တက်ထားတဲ့ပေါ့စီနဲ့ဆိုပါ တာကြီးအဲ့ဒါတွေမကရဘူးလေ စဟုတ်ကဲ့ကိုအဲ့ငါတို့